ညာခံရတဲ့အညာတမာတွေကဘလောက်ခါကြောင်းခနောင်းကုတ်ကိုတွေဘလောက်လှကြောင်းခင်းရီချုံမွေးဘလောက်အေးမြကြောင်းကောင်းကောင်းသိတဲ့အညာသားစစ်စစ်ကြီးတွေပါဗျာဒီတစ်ခါအညာတမာတွေခါချက်ကတော့ဘာနဲ့ရောရောအခါတဲ့မပြေတော့ဘူးစစ်ကြောင်းနံကြရင်အညာသူအညာသားတွေတော်တဲ့တောင်နဲ့ပြေးရပြန်ပြီရွာထက်ကောင်းငင်မှာမိကိုလုံးလေးတွေလူတက်နေတော့လဲရွာပြင်မှာမျက်ရည်မိုးတွေပြန်ပြန်ရွှေပြီးမျက်ရည်ချောင်းကြီးစီလို့ပေါ့စစ်ခွေးတွေထွက်သွားလို့ရွာကိုပြန်လာတော့လဲမြင်လိုက်ရတဲ့မြင်ကွန်းကရင်ခွဲပက်လက်နဲ့ရင်းနှစ်ကြွေခွဲပဲရစစ်ခွေးဝင်လို့ယောက်ျားတည်တဲ့ကြားမှာအိမ်မှာမီးလောင်သွားရပြန်တော့မုတ်ဆိုးမကြီးတယောက်မဗရာမြေလူတဲ့အတိုင်းဖြစ်နေရှာရောပေါ့အညာမြေရဲ့မီးလောင်ပြင်တွေကငွေအပူရန်ကိုမိုးကတဲထဲမှာအတူလူနေရင်ကလေးငယ်တချို့နဲ့တကြီးရွယ်ဦးတချို့မှာစင်မီအပူနဲ့ယောဂထူလို့ပေါ့စစ်ခွေးမိတ်ဆာဘလူးတို့ကြီးမင်းတို့တွေဦးနဲ့အိမ်နဲ့မနေဘူးလို့များဒီလိုလောက်ရသလားကွာတော့ကမီအပူရင်မှာပွေလို့စပေးရှောင်နေရတာတောင်ဘရင်နဲ့လိုက်ပြစ်တည်တယ်မြို့ပြမှာတိတ်လာနေခြင်းကျုပ်တို့အညာမှာချူကြလို့ပေါ့ဘရင်လိုစပားတွေတောင်းလို့မပုံနိုင်တော့မင်းတို့အညာသားတွေတိတ်ရည်စားခိုးတာပဲတဲ့စိုက်ထားတဲ့စပားကင်းနဲ့အိမ်မှာကြံတဲ့နွားတရှင်းလဲမီးလောင်ကျွမ်းလို့ကုန်ပြီထင်ပါရဲ့စစ်ကြီးထဲမှာပေါင်900အစမှန်နဲ့ကျွန်တော်တငယ်ချင်းတွေအကြောင်းကိုလည်းကျွန်တော်ပြောပြရအောင်မယ်ထင်ပါတယ်ဝေးဟင်းလေးရင်လှုပ်ချက်ကြောင့်မျက်နှာတစ်ချက်နဲ့ဘဝဆုံးရှာရတဲ့တငယ်ချင်းတစ်ယောက်ရဲ့ခြေထောက်မပါလက်မပါနဲ့တပိုင်းတစားဖြစ်နေတဲ့တငယ်ချင်းတစ်ယောက်ရဲ့လက်ပတ်နာကြီးလေးတစ်လုံးနာကြံခဲ့တဲ့တငယ်ချင်းတစ်ယောက်ရဲ့အညာသားသူတို့သွေးတွေဘလောက်ရဲကြောင်းညာသွေးကဘလောက်နေကြောင်းနောက်ဆုံးအနေနဲ့တက်တီပြသွားခဲ့ကြတယ်။ညာဟာအညာခံနေရတဲ့အညာပါ။တမယနတ်နေအရင်လိုမမှုေးတော့ဘူး။တမယနတ်ထက်ရန်နတ်ကပိုတင်းနေတယ်။ဝေဟင်မာလေရင်တွေကြီးပဲ။လေရင်လာလို့ထမင်းစားရင်ထထပြေးရတာလဲအညာရဲ့ရိုးရတစ်ခုလိုပဲပေါ့။ထမင်းဝိုင်းလေးတွေလက်ဆောင်စားရင်ထပြေးချိန်မရလို့အညာမိသားစုလေးတွေရဲ့နောက်ဆုံးထမင်းဝိုင်းလေးတွေကရင်းနှစ်ကြည်ခွဲပဲရအခုတော့အညာလေးတွေရမ်းနဲ့ရောလို့အညာရည်တွေတွင်းညီနဲ့တွေထောင်းခဲ့ရပေါ့အညာရဲ့ယာရီဥဒုသုံးပါလဲမယိုးသားတော့ဘူးအညာရဲ့ຫນွေဟာတောကမီတွေရောနေပြီအညာရဲ့မိုးဟာတွေးရည်တွေးပေါက်တွေနဲ့တွေးချောင်းကြီးစီးနေပြီအညာရဲ့ဆောင်းဟာလဲနှင်းမွန်းချက်နဲ့ပြာမှုန့်တွေရောလျက်အညာရဲ့ဘဝကိုစားသုံးနေကြပြီထင်ပါတယ်ဒီစာလေးဟာရတုတွေအလင်္ကာတွေပါတဲ့အညာသားတယောက်ရဲ့ငိုရှိုက်တံတွေးကြိုးတွေလေးကြိုးတွေမပါတဲ့အညာသားတယောက်ရဲ့တက်ခရက်တံပြည့်မှန်ခေါင်းငယ်စီတူလေးအညာမီ